say you on them yoga meno own out ground child own out ground jam but so ground jam so ground child is a valor ha tan ha joe ha bao ha do ha sentence yellow sentence yellow ma do active shine ma lua the nilo ma the nisa a lolo masa na like that ne a lolo na like that ne sa yam shiro that's how active income loan ne din din ni lo mya passive income ဖြစ်နေဖို့လိုတယ် passive income ဖြစ်ဖို့ဆိုတာဘယ်နေရာမှာ investment လုပ်နိုင်မလဲဆိုတာဉာဏ်ရှိဖို့လိုတယ်ဒါကြောင့်ကြီးကျယ်ချမ်းသာတဲ့ပုံကိုယ်တွေကြီးကျယ်ခမ်းနားနေတဲ့ပုံကိုယ်တွေအကုန်လုံးကအမြဲတမ်းလေးလာသိနေကြတယ်ဒါကြောင့်လုံလဝရိယရှိရမယ်ဆိုတာလေးလာသိမှုနဲ့ပတ်သက်ပြီးအမြဲတမ်းနှိုးကြားနေရမယ်ဆိုတာဒါလည်းအရေးကြီးတယ်အခု8နာရီကိုပြောလိုက်ပြီမြတ်စွာဘုရားရှင်ဘယ်လောက်အိတ်လဲ2နာရီရှင်မင်းတွေကြတော့4နာရီနားကြွရှိတယ်တတိတွေကြတော့6နာရီ10နာရီလောက်ကိုအိယာဝနဲ့အောင်ဖြတ်17ထက်နောက်မကြသည်နဲ့အဲ့ဒါကျမ်းမာရေးအတွက်အရေးကြီးတယ်အေးပြတ်တာများလိုက်ရင်လက်ကျင်တာလို့ကိုကျင်တာသတိထားမိလားလက်တွေထုံတာလို့ကျင်တာလို့ခန္ဓာကိုယ်ရဲ့ကျင်တာလို့အဲ့ဒီကနေစပြီး signature ပြအာရုံကြောတွေမှာထိခိုက်နေပြီလို့ပြောတာ nerve ကြောတွေလေအာရုံကြောတွေကသူခြားချင်းတွင်းရမယ့်အချိန်မတွင်းနိုင်ဒီဘက်ကနေဘုန်းတို့မြင်လိုက်ဆိုအဲ့ဒီအာရုံဒီမှာအမြင်အာရုံကိုဖမ်းဆုပ်တဲ့အာရုံကြောရှိတယ်အကြားအာရုံကိုဖမ်းဆုပ်တဲ့အာရုံကြောရှိတယ်အဲ့အာရုံကြောတွေကခုနပြောတယ်ညပိုင်းမှာ blue screen ကိုကြည့်တာများတော့ screen time နေများတာအဲ့ဒီကနေပြီးအာယုံအမျိုးမျိုးမဟုတ်တာအများများဟုတ်တာနည်းနည်းမမှန်တာများများမှန်တာနည်းနည်းအဲ့ဒီအရာတွေကိုကြီးနဲ့မသိလိုက်မသိပါတာကိုသင်ယူသလိုဖြစ်နေပြီးတော့လူကအာယုံကြောတွေကမှားမှားယွင်းဖြစ်နေတယ်သူ့အနာယူခြင်းလည်းမရှိဘူးအာမွေးခြင်းလည်းမရှိတဲ့အခါဖုန်းတွေကိုပတိကုံအောင်သုံးပြတိုက်သလိုပဲအဲ့ဒါလူကနတ်ကြောတွေစပြီးတော့သတိပေးလာတဲ့အခါခန္ဓာကိုယ်ကထုံတာလို့ကျင်တာလို့ကြိုက်တယ်နောက်တော့လေးဖြတ်တာတို့ဘာတို့ဒါပြဿနာတွေရှိတယ်ဒါကြောင့်ဘုံပြောမယ်17ဆိုတာနောက်အကြဆိုအိတ်တဲ့ကောင်းတာတော့10နာရီလောက်အိယာဝင်မနေ့4နာရီသို့မဟုတ်နောက်ကြဆို9နာရီလောက်ထတတိယဘယ်နှစ်နာရီအိတ်ချိန်ရှိ6နာရီလောက်အိတ်ချိန်ရှိ Facebook ဒီတောင်နဲ့ Zuckerberg Bill Gates တို့သူတို့ရဲ့အိတ်ချိန်ကို4နာရီတိုင်းနိုင်20အလုပ်လုပ်တယ်လေချမ်းသာတာလည်းမပြောနဲ့လေအလုပ်လုပ်တာလည်းကြည့်အောင်လေဘယင်လောက်အလုပ်လုပ်တာဒါကဘာမှသူတို့ဘယင်မှာပဲဘယင်တွေကိုတော့သူတို့လွှမ်းမိုးထားတာအဲ့ဒါမျိုးကြောင့်ပြောတာအဲ့တော့ကိုယ့်ရဲ့အားထုံးမှုလောက်ပဲရတယ်ပိုးရတယ်ဆိုတာမရှိဘူးလောကမှာပိုးရတယ်ဆိုတာမရှိဘူးထိုက်တန်တဲ့အရေးချင်းနဲ့ထိုက်တန်တဲ့လောက်ပဲရကိုကအကြီးလိုချင်အကြီးအားထောက်ရတယ်ဥဋ္ဌာဏတံ္ပရာဆိုတာကိုဘလောက်ရည်မှန်းတာလဲဖះပြောတာလက်တွေ့ကြတယ်နော်ကိုဘလောက်အားထုတ်တာလဲကိုအားထုတ်တဲ့လောက်ပဲရအဲ့ဒီအားထုတ်မှုကလည်းကိုအားနဲ့မကဘူးဉာဏ်အားပါထုတ်ဖို့လိုတယ်ကိုအားရင်ထုတ်ရင်တော့အလုပ်သမားလောက်ပဲဖြစ်ဉာဏ်မှာအားထုတ်ဖို့လိုတယ်နော်8နာရီလုံးအိတ်တာကတော့တာမန်လူတွေပါတဲ့8နာရီထက်ပိုအိတ်တဲ့သူတွေရှိလားကြိုင်ဘုံတို့ညအိတ်ကြီးလိုက်12နာရီမှအိတ်တယ်မနေ့ကျတော့တချို့ဆို10နာရီလောက်မှထလူငယ်တွေအဲ့မျိုးတွေတွေ့ဘူးတယ်နော်အဲ့ဒါသူရဲ့အိတ်ချင်10နာရီတနေ့အကုန်လူကထိုင်းမိုင်းထုံနေပြီးတော့ဒီလိုမျိုးဖြစ်နေသူက active မဖြစ်ရောအလုပ်ထက်ရောက်တော့လဲမှုံတုံဝါးတာဒီလိုမျိုးဖြစ်အဲ့တော့လူတယောက်တနေ့8နာရီလုံးအိတ်လိုက်တဲ့ဟာကအလုံးမတန်တာအစင်မပြေတော့ဖွံ့ဖြိုးတိုးတက်ဖို့နေသွားတယ်ကြိုင်ထားလိုက်တော့မနေ့ပဲချိန်ထားလေဒါဘုံအမြဲတမ်းမေးတယ်6နာရီတက်တော့နောက်မကြတဲ့အိယာထားနောက်ကြရင်ဘဝမှာအရာရာနောက်ကြတော့တာပဲပြောကြည့်ပါလေတော့ဘုံတို့အိယာထားနောက်ကြရင်မနေ့ပိုင်းစရဏကိစ္စမပြီးတော့အလုပ်တွေတောက်လျှောက်တန်း run လာလေအဲ့ဒါနောက်ကြရင်ဘုရားရှိခိုးခြင်းမရဘူးဘုံတို့တနေ့မနေ့ပိုင်းတခါဘုရားရှိခိုးတယ်တောက်တော်ကြီးကတ်တယ်ဗန်းနေကတ်တယ်ကန္နာဂူကြီးကတ်တယ်ဘုရားကျောင်းတော်နေကျောင်းတော်လေးတဲ့ဘုရားပူဇော်တာတော့ဒီနေ့2ကြိမ်ရှိခိုးတော့2ကြိမ်ဘုရားကျောင်းလှူတာပေါ့အခုကကျောင်းကတစ်ခါဆောက်ပြီးရင်တစ်ခါပဲလှူတော့တာဖုံးကဒီနေ့2ကြိမ်လှူတယ်ကန္နာဂူကြီးကျောင်းထဲကိုဘုရားပင့်ထားတာလေဒါကြောင့်ဤကန္နာဂူကြီးကျောင်းတော်နဲ့ဘုရားပူဇော်ပါ၏ဟောကန္နာဂူကြီးကျောင်းဆောင်ဆိုတဲ့အတိုင်းပဲတစ်ခါလေအမွှေးတွေကအမွှေးနှံ့တာတွေမှုေးနေရဘိုးဘဲဒီပဲအမွှေးနှံ့တာတွေလူထွန်းတာဒီအမွှေးနှံ့တာတွေနဲ့ဘုရားပူဇော်ပါ၏အဲကွန်ဖွင့်ထိုင်ဤတန့်ရှင်းလက်သက်တဲ့အေးမြတဲ့လေးနဲ့ဘုရားပူဇော်ပါ၏လျက်သိမ့်မီလေးထွန်းတယ်လျက်သိမ့်မီလေးအောင်နဲ့ဘုရားပူဇော်ပါ၏ဘာပန်းကြည့်တာမှတ်လို့ညံကွာသွားတာညံရှိတဲ့သူကျကုသိုလ်ဘိုးရအောင်လုပ်တတ်တယ်ညံမရှိဘူး knowledge ရှိဘူးဆိုရင်ကုသိုလ်ကဆွမ်းတော်ကံပဲအချိန်ပဲကုသိုလ်ယူတတ်ကျန်တဲ့ချိန်ကျမယူတတ်တော့မဟုတ်ဘူးကုသိုလ်ကနှလုံးသွင်းတဲ့ရင်အချိန်တိုင်းရနေတယ်နော်အဲ့ဒါကြောင့်မနဲ့အေးရထားနောက်ကြရင်ကိုယ့်ရဲ့စရဏလုပ်ငန်းတွေမရှိတော့ဘူးရေးကြီးသုံးပြနဲ့အလုပ်ထက်ရောက်သွားတော့အလုပ်ထက်ရောက်တဲ့အခါရုပ်တရက်ဘုန်းတို့စရဏကိစ္စတွေမလုပ်နိုင်တော့ဒါကြောင့်အေးရထားနောက်မကြဘူးရေးကြီးတယ်6နာရီချက်တော့နောက်မကြတဲ့နော်ခုနဘုန်းပြောတယ်17ထဲလဲနောက်မကြပြီးတော့မဟိတဲ့အဲ့ဒါကျမ်းမာရေးအတွက်ရော
ချမ်းသာရေးအတွက်ရောပျော်ရွှင်ရေးအတွက်ရောအကုန်ဆင်ပြေတယ်ဟုတ်ပြီလားအဲ့တော့ကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့ဆိုတော့အဲ့ဒါတွေလေ့ကျင့်ရမယ်နံပါတ်1 procrastination ဘာလို့တော့အချိန်ရွှေ့ဒီနေ့6နာရီနောက်နေ့မှထပ်ပါမယ်ဒီနေ့တော့နည်းနည်းနေလို့ရပါတယ်ဆရာဟုတ်လား9နာရီလောက်ထိတော့အိတ်လိုက်အောင်ပဲဘာလို့တော့ procrastination ဘုံမော10နာရီလောက်အိတ်တယ်တယ်လို့ပြောတယ်17လောက်အိတ်တယ်ဒီ17ခွဲလောက်တော့ဘာမှဖြစ်တော့ပေါ့ဩနိုင်ဘောလောက် procrastination အချိန်ရွှေ့တယ်အလုပ်ကြတော့ခဏနေမှလုပ်လိုက်လေရတာပဲ procrastination အလုပ်ကအချိန်နေရှုပ်ပါများလဲတဲ့အခါလူကအလုပ်ဝင်နေပြီလားအလုပ်ဝင်နေပြီလဲလူက stress feeling တွေဖြစ်လာပြီက headache ခေါင်းကိုက်တာတွေလူကစိတ်မကြည်တာတွေစကားပြောလို့မကောင်းတာတွေတယောက်ကိုလာပြောရင်ပြဿနာပဲရှာခြင်းနေတော့အဲ့ဒီဟာကအဲ့ရဝဲနောက်ကြတာအေးရင်မွားတဲ့ခြင်းတွေသားဒါကြောင့်အဲ့ရဝဲနောက်ကြတော့အဲ့ရထားတယ်နောက်ကြတာရှေ့တုန်းကတော့စောစောအိတ်တယ်စောစောထားတယ်ဆိုတဲ့အလေးချင်းရှိဒါကြောင့်တို့ကကြမ်းပါကြအဲ့နံပါတ်1 procrastination အလုပ်ကိုအချိန်ဆွဲပြီးတော့မလုပ်နဲ့ဒါကြောင့်ဥဋ္ဌာဏတမ္မာအမြဲတမ်းတက်ကြွနိုးကြနေတဲ့သူကအသိဉာဏ်ရောခွန်အားရောတက်ကြွနိုးကြတဲ့သူက procrastination ဆိုတဲ့ပြဿနာကင်းသွားတယ်အချိန်ဆွဲတဲ့ပြဿနာကင်းသွားတယ်အချိန်ဆွဲတဲ့ပြဿနာကင်းသွားတယ်လူက stress တွေမရှိတော့ဘူး stress feeling တွေမရှိတော့ဘူး depression တွေမရှိတော့နော်အဲ့ဒါလေးကအရေးကြီးတယ်ခင်းလူတွေကဘုံဘုံလာလာပြောစိတ်ဓာတ်တွေကျနေတော့ဗျာ moody ရပါတော့ motivation အဲ့ဒါအဲ့ motivation ဖြစ်ဖို့လူတွေကိုအမြဲတမ်းမျှော်နေမှာလားကိုယ် motivation လုပ်ပေးမဲ့သူအမြဲတမ်းမျှော်နေမှာလား motivation ဒီတော့မှာမဟုတ်ဘူး confidence ကိုဒီဆောက်မှာ self confidence is the real foundation of all great success and achievement ကိုယုံကြည်မှုရှိခြင်းဟာအောင်မြင်မှုတွေရည်မှန်းချက်တွေဖြစ်မြောက်ဖို့အတွက်အခြေခံကြတော့မယ် self confidence ကိုယုံကြည်မှုတည်ဆောက်ပါဒါကြောင့်အဲ့ရထားလိုက်တဲ့နဲ့စရဏတစ်ခုလုပ်ပြီးဆိုတာလူကခွန်အားဖြစ်သွားအဲ့ဒါလုံးတော့အပန်းမကြည့်ဘူးတချို့ကပဲအချိန်တန်းမှတရားသခန်းဝင်ပြီးတာပဲမဟုတ်ဘူးတရားသခန်းဝုန်းတိုင်းလို့ကောက်ဝင်လို့ပုံစံကြမသွားဘူးเนาะနေ့စဉ် daily routine ပေါ့ routine လုပ်နေတဲ့အချိန်တွေမှာအဲ့ဒါလေးထည့်ပေးထားဘုရားရှိခိုးတာဘေးရွတ်တာဂုဏ်တော်တွေပွားတာမေတ္တာပို့တာသို့မဟုတ်တရားထိုင်တာအဲ့ဒီလေ့ကျင့်လေးတွေကိုနေ့စဉ်ပွားထဲမှာထည့်ထားအဲ့ဒါက confidence တွေအများကြီးရည်ကြီးတယ်ဒါကြောင့်ဘုံဘုံ motivation မပြောပါဘူး motivational speaker လည်းမဟုတ်ဘူး confidence ကိုတိဆောက်စေချင်တာတတ္တာယတရတိ organ ဘုရားရှင်တရာတရားယုံကြည်မှုကိုတိဆောက်ထားရင်အခက်အခဲတွေအားလုံးကိုကျော်လွှားနိုင်တယ်လို့ပြောတယ်ဒါမြတ်စွာဘုရားပြောခဲ့တဲ့စကားပဲတတ္တာယတရတိ organ အဲ့တော့ယုံကြည်မှုမရှိတဲ့အခါသူများကိုအားကိုးရတဲ့ဟာတွေများတော့သူများအားကိုးရတဲ့အခါကျတော့အားကိုးတဲ့အတိုင်းဖြစ်မလာတဲ့အခါအဲ့ဒီလူတွေနဲ့ဆက်ဆံရေး relationship မှာအဲ့ဒါတက်သွားတယ်အဲ့ဒါပဲဘဝပြဿနာတွေနဲ့ပဲကျင်လည်နေကြတာเนาะဒါကြောင့်ဘဝကိုပြဿနာမတက်ခြင်းအဲ့ဒီဘဝဆိုတာခဏလေးတွေကိုစုထားတာဘဝလို့ခေါ်တယ်ဘဝဆိုတာဘာလဲ moment အဲ့ဒီ moment လေးတွေကို waste မဖြစ်စေနဲ့ဖုံတို့လည်းဖြစ်ပါတယ်သို့သောနဲနိုင်နေမြနဲအောင် waste တိုင်းနေနဲနိုင်နေမြနဲအောင်ဘုံတို့ရှော့ချဒါကြောင့်လူကအမြဲတမ်းလန်းဆန်းနေရတယ်တက်ကြွနေတကယ်အလုပ်လုပ်လိုက်ရင်အချိန်လောက်တော့မလောက်ဘူးအရှာဆုံးကအစင်းရဲဆုံးအချိန်ဖြစ်သွားတယ်အသက်ကြီးလာတာနဲ့မြအလုပ်တွေများလုပ်လာတာနဲ့မြအချိန်စင်းရဲတာအချိန်ပေါ်နေတဲ့သူတွေကကြီးပွားတဲ့သူတယောက်မှမဟုတ်ကြီးပွားတိုးတက်လာပြီးအောင်မြင်လာပြီးဆိုအချိန်ကအရှာဆုံးဖြစ်သွားတယ်အချိန်နဲ့လူလဲယူရ time is money အချိန်ဟာငွေပဲ time is gold အချိန်ဟာရွှေပဲ Abraham Lincoln ကတော့ပြောခဲ့တယ် time is everything အချိန်ဟာအရာရာတိုင်းပဲဘဝရဲ့အောင်မြင်မှုတွေကြီးပွားမှုတွေဖြစ်ထွန်းမှုတွေပျော်ရွှင်မှုတွေအားလုံးဟာအချိန်နဲ့လက်ယူရတာဒါကြောင့်မြတ်စွာဘုရားရှင်အာရောချပရမလာဘအခွင့်အရေးတကအခွင့်အရေးတွေမှာပျော်ရွှင်တဲ့အကောင်းဆုံးဟာကျမ်းမာခြင်းပဲကျမ်းမာခြင်းကဘဝမှာအကောင်းဆုံးပျော်ရွှင်ဖို့ပဲအကောင်းဆုံးအခွင့်အရေးပဲဒါကြောင့်ကျမ်းမာဖို့အရေးကြီးလားမကြည့်ဘူးလားမကျမ်းမာတော့ဆိုလူကမကောင်းတော့မပျော်တော့အဲ့ဒီတော့ဘုန်းတော်ကအိတ်ချိန်စားချိန်ပုံစံချတာလူကစိတ်အလိုလိုက်ရင်ဘယ်တော့မှမကြည့်ပါဘူးစိတ်တေနနေတေလောကစိတ်တေနပရိကတတိ
စိတ်တတဧကဓမ္မတတပ်ပိဝဝတမနောကုစိတ်ကလောကကြီးကိုဆောင်းတယ်လောကကြီးဆိုတာငါပဲလောကကြီးဆိုတာကိုပဲစိတ်ကကိုယ်ကိုဆောင်းတယ်ကိုကငပြင်းဆိုရင်အပြင်းလောကကြီးတွေကိုသူ့ကိုပို့တာကိုကလူတော်ဆိုအတော်တွေကြားထဲကိုရောက်သွားတယ်ကိုကရဲရဲတဲ့သူဆိုကြောက်တဲ့သူတွေဘေးမှာမရှိဘူးဟုတ်လားအဲ့တော့ကိုတီစောက်ထားတဲ့အတိုင်းပဲကိုဝင်းချင်မှလူတွေရောက်လာတာယူပဗေဒသဘောတရားရလဲလက်တွေ့ကြတယ်ဖះပြောတာလေတမဏိနတမနောဂောနိနဂောနောတဲ့နွားနွားချင်းပေါင်းတယ်သူတော်ကောင်းသူတော်ကြောင်းကောင်းချင်းပေါင်းအရေးရှင်းရှိတဲ့သူကအရေးရှင်းရှိတဲ့သူချင်းပဲပေါင်းတယ်ဟုတ်လားအဲ့တော့ကိုပေါင်းနေတဲ့သူတွေကိုကြည့်လိုက်တယ်ကိုပေါင်းနေတဲ့သူတွေကအချိုးမကျဘူးဆိုကိုယ်တိုင်မှာအရေးချင်းနေနေလို့ပြောအောင်ဒါသတိထားကြအချက်ကဲဟုတ်ပြီနံပါတ်1ပါတယ်ဥဋ္ဌာဏတံပရာထားကြွလုံလဝရိယရှိရမယ်အဲ့ဒီမှာထားကြွလုံလဝရိယရှိလိုက်တာနဲ့ဘာဖြစ်သွားလဲအချိန်ဆွဲတယ်ဆိုတဲ့ပြဿနာကိုဖြေရှင်းမိတာဖြစ်သွားတယ်နောက်တစ်ခုက continuous learning ကြီးတယ်ဘာလို့အောင်လဲကျွမ်းကျင်မှုတွေအမြဲတမ်းထားပြီးလေ့လာ